ထမင်းစားနေတော့ကောင်လေးတယောက်ဟာဟင်းရီထဲမှာသူ့အတန်းဖော်ရဲ့တက်တူးကိုမျောလင့်မဲ့တွေ့လိုက်ရတယ်။ကြောက်လန့်တကြားနဲ့အတန်းဖော်တွေဟာဇွန်းတွေကိုပြစ်ချပြီးအရက်ရက်နဲ့အသီးသီးကိုထွက်ပြေးကြတော့တယ်။ဒီကြောင်းကင်တင်းကဝက်ရိုးဟင်းရီဆိုင်ဟာနှစ်အတော်ကြာတိတ်ဆိတ်နေခဲ့တာပါ။ဒါပေမဲ့လွန်ခဲ့တဲ့ရက်အနှင်းငယ်ကမှရုတ်တရက်အလွန်အမင်းလူကြိုက်များလာခဲ့တယ်။အဲ့ဒီအချိန်ကစပြီးနေ့တိုင်းလူတွေပြည့်နှက်နေခဲ့တယ်။လူတော်တော်များများဟာဒီအစားအစာကိုမြည်စမ်းဖို့တောင်းငါလီတောင်တန်းစီဆောင်ဆိုင်ကြတယ်။ဒီဟင်းရီကြောင့်အပွားအိုဟာတညာတွင်ချင်းချမ်းသာသွားခဲ့တယ်။ဒီအဖြစ်ပြတ်ဟာ social media influencer Jack ကိုလာရောက်စစ်ဆေးဖို့ဆွဲဆောင်ခဲ့တယ်။သူရဲ့တိုက်ရိုက်ထုတ်လွှင့်မှု live stream မှာဒီလောက်အရသာရှိတဲ့ဟင်းရည်ထဲမှာတန်တရားဖြစ်စရာတစ်ခုခုရှိရမယ်လို့သူကပြောဆိုခဲ့တယ်။ကြီးစုသူများဖို့အတွက်သူဟာကျောင်းသားတော်တော်များများကိုအင်တာဗျူးခဲ့တယ်။ကျောင်းသားအတော်များများကလည်းဟင်းရည်ထဲမှာပုံမှန်မဟုတ်တာတစ်ခုခုရှိမယ်လို့ယုံကြည်ကြတယ်။ဝက်ရိုးဟင်းရည်ဟာနိုင်ဝက်အတွင်းမှာပင်ကုံသွားလေးရှိတာကြောင့်ဆိုင်ရှင်အပွားအိုဟာပါဝင်ပစ္စည်းတွေထပ်ပြင်ဖို့မိဖို့ကျောင်းတွေကိုပြန်ဝင်သွားတယ်။ Jack ကတော့ views များဖို့အတွက်ဝက်ရိုးဟင်းရည်ရဲ့လူအချက်ကိုဖော်ထုတ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒီဆုံးဖြတ်ချက်ဟာသူ့ဘဝအတွက်နောင်တရေစရာထင်လာမယ်ဆိုတာသူမသိခဲ့ပါဘူး။သူဟာဖုံးကိုကင်ပြီးဆိုင်ထဲကိုတိတ်တဆိတ်ချင်းကပ်သွားခဲ့တယ်။သူကဟင်းရည်အိုးအဖုံးကိုလှန်ဖို့လောက်နေတော့အဘွားအိုကသူ့နောက်မှာရုတ်တရက်ပေါ်လာတယ်။ Jack ဟာထိတ်လန့်တုန်လှုပ်သွားတယ်။အဘွားအိုက Jack ကိုထွက်သွားဖို့ရင်ရင်ကြီးကြီးပြောခဲ့ပေမဲ့သူမကရင်ရင်ကြီးကြီးပြောတာကိုမြင်တော့ Jack ဟာ view ရဖို့အတွက်ပို့ပြီး rise ဆိုင်လာခဲ့တယ်။အိုးထဲမှာတခုခုရှိရမယ်လို့သူကစအတင်းပြောဆိုပြီးအိုးအဖုံးကိုအတင်းဖွင့်ဖို့ကြိုးစားခဲ့တယ်။သူတို့အငင်းကွာညီရင်နဲ့ Jack ဟာတန်အိုးကိုမြေပြင်ပေါ်ကိုတမင်တကာတုံးချလိုက်တယ်။အယိုးတွေနေရာနှံ့ပြန့်ကျဲသွားတယ်။သူ့ရည်ရွယ်ချက်အောင်မြင်သွားတာကိုမြင်တော့သူကကျမ်းပြင်ပေါ်ကအယိုးတွေကိုဖုံးကင်မရာနဲ့ထိုးပြပြီးဒါတွေဟာခွေးရိုးတွေဖြစ်တယ်လို့ရှင်းပြခဲ့တယ်။သူ့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကိုကြီးစုသူတွေချက်ချင်းတိုးကွာလာခဲ့တယ်။ထိုင်းနိုင်ငံမှာခွေးသားစားခြင်းကိုပြင်းပြင်းထန်ထန်တားမြစ်တဲ့အတွက်ဘေးကကြည့်ညွတဲ့ចောင်းသားတွေကအဘွားအိုကိုစတင်အပြစ်တင်ကြတော့တယ်။ဒါပေမဲ့အဘွားအိုကအဝတ်ဖြူနဲ့ပတ်ထားတဲ့အယိုးတစ်ချောင်းကိုတိတ်တဆိတ်ခွက်ထားလိုက်တာကိုဘယ်သူမှသတိမထားမိခဲ့ကြဘူး။ Jack ဟာပိုပြီးရဲတင်လာကပိုပြီးတော့လည်းမစင်မချင်းပြောဆိုလာခဲ့တယ်။ចောင်းသားအားလုံးကဓာတ်ပုံရိုက်ဖို့ဖုန်းတွေကိုထုတ်လိုက်ကြတယ်။ခဏချင်းအတွင်းမှာပဲအရင်ကကျင်နာတတ်တဲ့အဘွားအိုဟာစုံမကြီးလို့တဆိတ်ကတ်ခံလိုက်ရတယ်။ Jack ဟာအဘွားအိုကိုចောင်းအောက်ကြီးစီတိုင်တန်းဖို့အတွက်ဓာတ်ပုံတွေတောင်ရိုက်ခဲ့သေးတယ်။ဒါက Jack ကိုចောင်းမှာနာမည်ကြီးသူတယောက်ဖြစ်လာစေတယ်။ဒါကြောင့်သူဟာဒီအဖြစ်ပြက်ရဲ့အဓိကစကားလုံးတွေကိုသူ့ level မှာတက်တူးထူလိုက်တယ်။ Jack ဟာ online မှာလမ်းပြန်စွာနာမည်ကြီးလာခဲ့ပြီးចောင်းသားတိုင်းကအမှန်တရားကိုဖော်ပြပြလို့ကြီးစုတင်ကြတယ်။အဘွားအိုကတော့ပြင်းထန်တဲ့ online အနိုင်ကျင့်မှုကိုခံခဲ့ရပြီးသူမရဲ့ဆိုင်လည်းပိတ်သိမ်းရမယ့်အခြေအနေနဲ့ရင်ဆိုင်ခဲ့ရတယ်။ဒါပေမဲ့တနေ့တော့လူမဲဝတ်စုံဝတ်ထားတဲ့တယောက်ဟာသူ့ကိုတမင်တကာဝင်တိုက်သွားတယ်။ဒေါက်တာဖြစ်နေတဲ့ Jack ဟာအဲ့ဒီလူနောက်ကိုအားကစားကွင်းချီလိုက်သွားခဲ့တယ်။အဲ့ဒီအချိန်ကစပြီး Jack ဟာကျောင်းဝင်းထဲကနေပျောက်ကွယ်သွားခဲ့တယ်။အချိန်အတန်ကြာတော့အဘွားအိုရဲ့စီးပွားရေးဟာပြန်လဲကောင်းမွန်လာခဲ့ပြီးအဲ့ဒီမှာစားတောက်နေတဲ့ကျောင်းသားတွေကတက်တူးပါနေတဲ့အသားတုံးကိုပြန်တွေ့ခဲ့ပြန်တယ်။